မင်္ဂလာပါ FCTC ရဲ့ဥက္ကမအဖြစ်နဲ့ဒီနေ့အားလုံးကိုပြန်လည်တွေ့ရတာဝမ်းသာပါတယ်မီတော့ကိုဘာလို့သုံးလဲဆိုတော့ flame of passion ဆိုတာကျွန်တော်တို့ရဲ့ဒီ passion ပေါ့နော်ကျွန်တော်လုံးဝစိတ်အားထက်သန်နေတဲ့စိတ်ကမီတော့လို့ပဲမီးမငြိမ်းသွားအောင်လို့ဆက်ပြီးတော့လောင်နေမှာလောင်သွားလို့ရှိရင်ပြီးသွားပြီကျွန်တော်တို့ကတော့ဘယ်လိုခြေနေပဲဖြစ်ဘယ်လိုမျိုးနေရာမျိုးမှာပဲဖြစ်လောင်ကျွမ်းနေအောင်လို့ကျွန်တော်တို့တင်နာပေးတယ်လောင်နေဆိုတော့သူများကိုမီးဟတ်တာမျိုးထက်ကိုယ့်ဘာသာကိုအလင်းပေးနိုင်တဲ့ပုံစံကိုလောင်သိခြင်းတဲ့အတွက်ကျွန်တော်တို့ဒီ flame of passion ကျွန်တော် CJ အနေနဲ့ကျွန်တော်တို့ရဲ့ variety အနေနဲ့ကျွန်တော်တို့ထားပြီးသုံးတာဖြစ်ပါတယ်။ဒါနဲ့ကျွန်တော်တို့သမွေးလုံးပြီးလို့ရရမယ်။ဒုတိယတစ်ချက်အဲ့ဒီသမွေးမွေးကြောင်းကိုတတ်ထားတဲ့ပညာကိုအတိအမှတ်ပြုနိုင်တဲ့နိုင်ငံတကာအဖွဲ့အစည်းရဲ့လက်မှတ်ရှိထားရမယ်။တတိယတစ်ချက်အဲ့ဒီလက်မှတ်နဲ့ကျွန်တော်တို့ကတခြားလိုအပ်တဲ့ degree pathway ကျောင်းတွေအကုန်လုံးဆက်တက်လို့ရအောင်။ဒီသုံးခုပြည့်စုံမှကျွန်တော်တို့ကဒီ education တစ်ခုဟာအဓိပ္ပာယ်ရှိလို့စလို့ရပါတယ်။အဲ့တော့ကိုကလည်းတက်ရမယ်ကိုတက်တာကိုလည်းသိမှတ်ပြုထားရမယ်အဲ့ဒီကနေဆက်လက်ပြီးတော့လည်းသင်ကြားလို့ရအောင်မယ်ဒီသုံးခုပြည့်စုံမှကျွန်တော်တို့ဒီ education ဟာအဓိပ္ပာယ်ရှိလို့စလို့ရပါတယ်အဲ့တော့ကျွန်တော်တို့တွေရဲ့ဒီ FCTC မှာဒီသုံးခုလုံးကိုကျွန်တော်ပြည့်စုံအောင်ကြိုးစားပြီးကျွန်တော်စီစဉ်ထားပါတယ်အကုန်လုံးလည်းအရန်ကိုစူးစမ်းထားကြတဲ့အတွက်ဒီနေရာကနေဂုဏ်ပြုပါတယ်အဲ့ဒီလိုပဲကျမကိုယ်တိုင်ပါဝင်ဒီကျမတို့ industry တစ်ခုလုံးကလိုအပ်နေတဲ့ဒီလို creative person တွေကိုလည်းကျမတို့ကတကယ် industry ရဲ့ကနေကြိုးစိုးနေပါတယ်ဒီပွဲပြီးသွားရင်လည်းကျမနဲ့လာပြီးတော့မိဘတွေရောကျောင်းသူကျောင်းသားတွေရောဝါသနာပါတယ်နောက်ပြီးတော့ဆက်ပြီးတော့ပညာရေးဒီဟာကနေပြီးသွားတာနဲ့အလုပ်ကင်ဘာလုပ်မှာလဲဘယ်လိုဆက်လုပ်လို့ရမှာလဲဆိုတဲ့ pathway တွေတည်ကျင်နေဆိုတော့ကျမတို့လာပြီးတော့တိုင်ပင်ဆွေးနွေးပါကျမအားလုံးကိုလမ်းပြပေးပါမယ်အားလုံးအတွက်ကျမတို့စီမှာလည်းလုံလောက်တဲ့ project တွေနဲ့အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်အဲ့ဒီအခွင့်အလမ်းတွေကလည်းကလေးတွေအကုန်လုံးကိုအကြောင်းသူကျောင်းသားတွေအကုန်လုံးကိုကြိုးစိုးနေပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အားလုံးပဲ good words ပါအားလုံးပဲ congratulations ပါရှင်အရန်ပျော်တာပေါ့နော်ပျော်တာပေါ့အရန်လည်းပျော်တယ်ပျော်ပါတယ်ပျော်စရာကောင်းပါတယ်အရန်ကိုပျော်ပါတယ်ပေါ့နော်ပြီးတော့မှတော်တော်လေးရောအဲ့လိုစိတ်လှုပ်ရှားအရန်ဝမ်းသာမိပါတယ်ပျော်ပါတယ်ဟိုတကယ်ကြီးအများကြီးနေဆိုတော့ပျော်ပါတယ်ပေါ့နော်